အားလုံးပဲမြင်တော့ကျွန်တော်နာမည်က AH ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြီးတော့မှကျွန်တော်နော် Robro အပိုင်းနှစ်ပဲဖြစ်ပါတယ်အပိုင်းတစ်ကိုမကြည့်ရသေးဘူးဆိုရင်ပတ်ကြည့်လို့ရပါတယ်ကျွန်တော်ဒီနေ့ပြီးတော့မှပေါ့တော့ကျွန်တော်ရဲ့တငယ်ချင်းတွေကကျွန်တော်တငယ်ချင်းကပေါ့နော်ကျွန်တော် level 9 ပေးမှာဖြစ်ပါတယ်ကဲပေါ့နော်ကျွန်တော် level 8တော့ပေါ့နော် Robro ရဲ့သိမစောတဲ့ကျွန်တော်တငယ်ချင်းက level 9 ပေးမှာဖြစ်ပါတယ်ကဲအဲ့ဆိုရင် level 9စားပြီးမှဆိုတော့ကျွန်တော် level fan တဲ့နေရာကိုပါမယ်ပေါ့နော်2ပဲကျွန်တော် level 220 fan မှာဖြစ်ပါတယ်ပြီးတော့လေကျွန်တော်ရေရှန့်ထားပေါ့နော်ဒီအဲ့ရှန့်ထားကိုလေကျွန်တော် level တက်အောင်ဆိုပြီးတော့ရှက်ထားနဲ့ပဲချသွားမယ်ဗျဘာလို့လဲဆိုတော့တည့်ရတာပဲ level fan လာဆိုတော့ပါနဲ့ချရတယ်ပေါ့ဟုတ်တယ်မလားကဲကျွန်တော်တကယ်ကြီးကဲဒါမဲ့ကျွန်တော်ဟို level fan လာရင်မပြချင်လို့ကြော်လိုက်ပါမယ်ဒါကြောင့်မို့ level fan မှာပြတွေ့ပါမယ်ဒါတခါဝဲတက်ပြမှာပေါ့နော် level fan လာတခါဝဲတက်ပြမှာဖြစ်ပါတယ်ကျွန်တော်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဝိုင်းတခါဝဲတက်ပြမှာနော်โอเคဒီကတက်ပြပြီဆိုတော့နော် level 5မှာပြတွေ့ပါမယ်အားလုံးပဲတဒါ level 5မှာပြတွေ့မယ်ကဲအားလုံးပဲမြင်ပါပါကျွန်တော်အခုတော့ level 5လို့ပြီးပါပြီ224 level ပေါ့နော်ပြီးတော့လေကျွန်တော်ပေါ့နော်ဒီလေအဲ့အကောင့်နေတက်ရင်းနဲ့ပဲကျွန်တော်ဓာတ်6ရလိုက်ရဗျရွှေလေးကောက်လိုက်အောင်မယ်ကျွန်တော်ဓာတ်6ရခဲ့ရဗျဓာတ်ကြီးအရင်ကမိုက်ပါတယ်ကျွန်တော်ရဲ့တငယ်ချင်းကြီးလည်းဖန်ပြီးတာကြီးဦးတင်ပါတယ်လို့ကျွန်တော်ပြောလိုက်ပါတယ်ဓာတ်ကြီးအရင်ကမိုက်နေတော့ပါဝါကြီးကမိုက်ကျွန်တော်ပါဝါကြီးကိုသုံးထားပါတယ်ပြီးတော့ဘယ်ရလဲဆိုတော့အဲ့ကျွန်တော်220ပြည့်တော့အကောင်ဘော်ကြီးတန်ရင်းနဲ့ပဲကျွန်တော်အဲ့ဓာတ်ကြီးကိုကျွန်တော်ရခဲ့တာပါရောမိုက်ပါတယ်ကျွန်တော်တငယ်ချင်းလည်းပဲဖန်ပြီးတော့ကြီးစုကြပါတယ်ခုတော့ကျွန်တော်တငယ်ချင်းက like ခေါက်ပါပြီကျွန်တော်ရဲ့တငယ်ချင်းကစားထားရဲ့ဒီက high speed စားတာပဲပါဟုတ်သားပဲနှုတ်ဆက်တော့ဒီလေးပြုတ်ချကဲဒီနေ့ဗီဒီယိုဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဒီဗီဒီယိုတူသွားတဲ့သူအားလုံးကိုတောင်းပန်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် subscribe လေးတွေလည်းနှိပ်ပြီးကြပါဦး like လေးတွေအသေးလေး share လေးလုပ်ပြီးကြပါဦးအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အပိုင်း3လေးကိုလည်းစောင့်မျှော်နေပါဦးတတား